ရှိမြက်ခင်းပေါ်ကငှက်ကလေးတွေပြန်တန်းထွက်ခွာပြီးတယ်နော်ရှိမြက်ခင်းပေါ်ကငှက်ကလေးတွေပြန်တန်းထွက်ခွာပြီးတယ်နော်လောကကြီးကတော့ဒီတိုင်းပဲဒီနေရာလွင်တိုင်းပြန်တက်သွားတယ်ဖုံမုံလေးတမုံစာလေတော့ရောက်သွားပါလေမသိတယ်လို့သိခဲ့အရာရာမုံဝါဝါချာကပြင်းပြင်းထန်ထန်ရိုးချလိုက်ရတယ်မယူရဲ့ဆံကြီးတော့ဘာတွေကိုဆုံးရှုံးလိုက်ရတယ်စန္ဒရှိချင်ခဲ့တဲ့တန်ဖွင့်လေးကဒီလေမင်းတို့တွေရှိလို့အဖြေရှာတွေ့မလားထက်ခါဖက်ကြည့်ဖြစ်ခဲ့ပြီးခဲ့တဲ့အတိတ်ကမှအာယုံစိုက်ထားတော့မှရှင်းမြက်ခင်းမှာဘာမှရှိတော့စွန်စားဝင်ခဲ့တဲ့နာခက်မှာရောလိလူရှူခြင်းများပေါ်ပေါ်ပဲပဲညရီရောက်တိုင်းနဲ့မောင်းနေတိတ်ဆိတ်ခြင်းဆဲတည်နေနဲ့ပါရမီဖြည့်ထားရတယ်အိမ်မက်မရတာပြောပါတန်ဃာတလက်ရဲ့6ကက်ကဲဘယ်ချောင်းတန်တွေစီညာတွေးပြခဲ့ရတဲ့တရားဟောင်းခုကလည်းရှိမှာလုံခြုံရဲ့လားမေးဘယ်လီကားကမှသူတို့ရဲ့ဒီကတိတိုင်းမှာအနေခင်းပါလေပြောဘူးကရှင်းမြက်ခင်းပေါ်ကလေးတွေပြန်တန်းထွက်ခွာသွားတာပဲကြာခဲ့